အမျိုးသားဖြစ်သူဟာသူ့ရဲ့မိသားစုနဲ့မိတ်ဆက်ပေးဖို့ရည်စားဖြစ်သူကိုအိမ်ကိုပထမဆုံးအကြိမ်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲကိုလှမ်းဝင်လိုက်တာနဲ့တပြိုင်နက်မိထွေးရဲ့သားကအမျိုးသားဖြစ်သူကိုရေပူပေါင်းနဲ့ပစ်ပေါက်လိုက်ပါတယ်။အမျိုးသားမှာရှောင်တိန်ဖို့အချိန်မရလိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲသူ့ရည်စားကရေပူပေါင်းကိုအချိန်မီဖမ်းမိသွားပါတယ်။ပြီးတော့သူမကချက်ချင်းပဲပြန်ပစ်လိုက်ရာကောင်လေးမှာတကိုယ်လုံးဆူရွှဲသွားပြီးအော်ငိုပါတော့တယ်မိထွေးဖြစ်သူကချက်ချင်းပြေးလာပြီးကလေးကိုအနိုင်ကျင့်နေဆိုကမိန်းကလေးကိုအပြစ်တင်ပါတော့တယ်ကလေးအေးမိသွားရင်သူမမှာတာဝန်ရှိတယ်လို့လည်းပြောပါတယ်မိန်းကလေးကလည်းကလေးကအခုလိုမျိုးလှုပ်တုံးကကြတော့အမျိုးသားအေးမိမှာကိုဘာလို့မစိုးရိမ်တာလဲလို့တက်တိုးပြန်မေးခွန်းထုတ်လိုက်ပါတယ်မိထွေးကစကားတွေထပ်ပြောဖို့ကြိုးစားပေမဲ့အမျိုးသားရဲ့အဖွားဖြစ်သူကပြင်းပြင်းထန်ထန်ဟန်တားလိုက်ပါတယ်မကြခင်မှာပဲအားလုံးထမင်းဝိုင်းထိုင်ကြပါတယ်ဒါပေမဲ့ဟင်းပွဲအားလုံးဟာအမျိုးသားနဲ့တမတဲတဲ့ပင်လယ်စာတွေကြီးဖြစ်နေတာကိုမိန်းကလေးကသတိထားမိသွားပါတယ်။သူမကအမျိုးသားကိုဟင်းမခတ်ဖို့ချက်ချင်းတားလိုက်ပါတယ်။မိထွေးဖြစ်သူကတော့မိန်းကလေးအမားလုံးမိပြီးအမှတ်နဲ့ဒီဟင်းတွေအားလုံးကိုအဖွားကိုယ်တိုင်ချက်ထားတာဖြစ်ကြောင်းမိန်းကလေးကဟင်းကောင်းမစားဘူးလို့အခုလိုတားတာဖြစ်ကြောင်းရွှေ့ပြောပါတယ်။အဖွားဖြစ်သူကလည်းစိတ်တူသွားပြီးပစုံတစ်ကောင်ကိုအမျိုးသားရဲ့ပကံနဲ့ထည့်ပေးကစားခိုင်းပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအမျိုးသားကအဲ့ဒီပစုံကိုအဖွားအကြိုက်ဆုံးစွပ်ပြုတ်ဦးနဲ့လွှင့်ပစ်လိုက်ပါတယ်မိန်းကလေးကနောက်ဆုံးမှာစိတ်မထိန်နိုင်တော့ပဲရှင်တို့ကတကယ်ပဲသူ့မိသားစုဝင်တွေဟုတ်ရဲ့လားဘယ်သူမှသူ့ပင်လယ်စာနဲ့တမတဲတာကိုမသိကြဘူးလားလို့မေးခွန်းထုတ်လိုက်ပါတယ်အဖွားဖြစ်သူဟာသူမရဲ့မြေးเจ้าကိုတကယ်တမ်းဘာမှမသိခဲ့မှန်သတိထားမိသွားပြီးစွန့်သွားပါတယ်ထိုခိုက်တန်းမှာအမျိုးသားဖြစ်သူဟာအင်မတန်စိတ်လှုပ်ရှားသွားပြီးအခုလိုရေးစားမျိုးရှိတာကောင်းလိုက်တာလို့ပထမဆုံးအကြိမ်တွေးမိသွားပါတယ်တကယ်တော့သူတို့နှစ်ဦးဟာအလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးတာဖြစ်ပြီးအစကတော့အထင်လွဲမှုကနေစတင်ခဲ့တာပါလွန်ခဲ့တဲ့တလကသူမဟာတနေ့ကိုအလုပ်3ခုလုပ်ရတဲ့ဒလီပို့သူတဦးဖြစ်ပါတယ်အဲ့ဒီနေ့ကသူမဟာဒလီအချိန်မီဖို့လှေကားထစ်တစ်ဆက်ထက်ကိုတအောင်တဲနဲ့ပြေးတက်ခဲ့ရကဝဲသူအိမ်ထဲမှာတင်မူးလဲသွားခဲ့ပါတယ်သူမပြန်လို့လာတဲ့အချိန်မှာဝဲသူကဖုန်းပြောနေတာကိုကြားလိုက်ရပါတယ်ဝဲသူကသူမရဲ့အကူဖြစ်သူဟာအရန်စီစာကြောင်ကြောင်တလကိုကလေးထိန်အတော်များများပြောင်းလဲခဲ့ပြီးလစာကိုဒေါ်လာ9000ထိတိုးပေးတာတောင်ဘယ်သူမှအလုပ်မခံနိုင်ကြောင်းပြောနေတာပါလာစာအဲ့ဒီလောက်များတာကိုကြားလိုက်ရတဲ့အခါမင်းကလေးကဝဲသူထံမှာမိမိကိုချက်ချင်းအဆိုပြုလိုက်ပါတယ်ဒါပေမဲ့ဝဲသူကသူမအကိုအတွက်ရည်စားရှာပေးနေတာကိုတော့သူမမသိခဲ့ပါဘူးမကြခင်မှာပဲဝဲသူပေးထားတဲ့လူတွေ့စစ်ဆေးမဲ့နေရာကိုသူမရောက်သွားပါတယ်လာသမျှမင်းကလေးတွေထဲမှာအမျိုးသားဖြစ်သူကတယောက်မှသဘောမကျပါဘူးလူတွေ့စစ်ဆေးခံရသူတဦးဆိုရင်အမျိုးသမီးလိုဝတ်ထားတဲ့အမျိုးသားတယောက်တောင်ပါဝင်နေပါတယ်အမျိုးသားကအဲ့ဒီလူကိုချက်ချင်းမောင်းထုတ်လိုက်ပြီးနောက်ဆုံးကျန်တဲ့မင်းကလေးကိုကြည့်လိုက်ပါတယ်မင်းကလေးကသူမရဲ့ကိုရေးရစဝင်းကိုထုတ်ပြီးမိတ်ဆက်ဖို့ပြင်ပေမဲ့အမျိုးသားကတော့သူမဟာရိုးလွန်ပြီးဘာဆွဲဆောင်မှုမှမရှိဘူးလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲမိထွေးဖြစ်သူရောက်လာပြီးအခုလိုရိုးရိုးဆိုးဆိုးဝတ်ထားတဲ့သူကိုတောင်ရွေးချယ်ရလောက်အောင်စံနှုန်းတွေနှိမ့်ကျနေပြီလားဆိုပြီးအမျိုးသားကိုလှောင်ပြောင်ပါတယ်အမျိုးသားကမင်းသားငါမိထွေးကိုမောင်းထုတ်ပေးနိုင်ရင်မင်းကိုအလုတ်ခတ်မယ်လို့မင်းကလေးကိုပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတာနဲ့မင်းကလေးကချက်ချင်းထိုင်ချလိုက်ပြီးသူမရဲ့အိတ်ထဲကပစ္စည်းတွေကိုမှွေနောက်ရှာဖွေပါတော့တယ်မိထွေးကတော့မင်းကလေးကသူမကိုမောင်းထုတ်ရဲလိုက်မယ်လို့မယုံကြည်ပဲအမျိုးသားကိုနာကျင်စေမဲ့စကားလုံးတွေနဲ့ဆက်ပြီးစော်ကားနေပါတယ်အမျိုးသားဖြစ်သူဒေါသပေါက်ကွဲတော့မဲ့အချိန်မှာပဲမင်းကလေးကစပရေးဘူးတကူကိုထုတ်ပြီးမိထွေးကိုတရက်ဆက်လိုက်ဖျမ်းပါတော့တယ်ဒီစပရေးကမိထွေးလိုရင်ကောင်းလို့တဝီဝီနဲ့စူညံနေတဲ့သူတွေအတွက်အထူးထုတ်လုပ်ထားတဲ့ပိုးသက်ဆေးဖြစ်တယ်လို့လည်းပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားပြီးမိထွေးလည်းကြောက်လန့်တကြားထွက်ပြေးသွားပါတယ်အမျိုးသားဖြစ်သူဟာအံ့အားသင့်သွားပါတယ်မိထွေးကိုအခုလိုနီးနဲ့မောင်းထုတ်လိုက်မယ်လို့သူမမျှော်လင့်ထားပါဘူးအမျိုးသားကစိတ်ဆိုးမှဆိုလို့မင်းကလေးကအဲ့ဒီဘူးထဲမှာတကယ်တော့မျက်နှာဖျန်းရည်သားပါတာဖြစ်ကြောင်းသူတို့ကိုခြောက်လန့်ဖို့အတွက်သာလိန်ပြောလိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်ဒါကိုအမျိုးသားကသူမရဲ့အကွက်မြင်ပုံကိုသဘောကျသွားပြီးသူ့ရဲ့ရည်စားအဖြစ်ခန့်အပ်ဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့မင်းကလေးကတော့သူမဟာကလေး